ခမရတို့အိမ်ကအာဦးလေးတွေပြင်းနေလားမပြင်းရတဲ့နီ3နီးကျွန်တော်ပြောပြမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အာဦးလေးတွေကဗျာတချို့တွေဆိုရင်ကျွန်တော်တို့သူတို့အချိန်မပေးနိုင်အောင်သူတို့ကစားမပေးနိုင်အောင်ခါလီလမ်းချောင်းမပေးနိုင်ဘူးအဲ့လိုဆိုရင်သူတို့ကဘာဖြစ်လာလဲပြင်းလာတယ်သူတို့ညင်းငွေလာတယ်ပေါ့ညင်းငွေလာရင်ဘာကြီးလုပ်လဲညင်းငွေလာရင်တော့အိမ်ထဲမှာရှိသမျှဟာဒီပေါက်ကြရီရှောက်ကြိုက်တာတွေလုပ်တယ်တင်ပေးရင်လည်းမလုပ်ချင်ဘူးပေးကက်ကက်တွေလုပ်တယ်ဒါမျိုးတွေလုပ်တယ်ဗျာခင်ဗျားတို့ကြုံဘူးလေအဲ့တော့သူတို့ကျွန်တော်တို့ကမပြင်းအောင်လို့လုပ်ရတဲ့နီးလွယ်တယ်မခက်ဘူးအဲ့ဒါကိုကျွန်တော်ဒီနေ့ပြောပြမပြောခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုလိုပါတယ်အဲ့တော့ပထမဆုံးနီးတွေကိုစပြောမယ်ဆိုရင်ပထမဆုံးကဘာလဲဆိုတော့သူတို့ကိုတရေသာကျွေးတာမုံကျွေးတာလည်းရိုးရှင်းရှင်းလေးဒီတိုင်းကျွေးလို့တော့မရဘူးပေါ့ဗျာကျွန်တော်တို့ကသူတို့မုံကိုဖွက်ပြီးကျွေးရရဆိုတာကျွန်တော်တို့ကဒီမုံကိုသူတို့အရမ်းကြိုက်တဲ့မုံပေါ့နော်အနံလဲကောင်းကောင်းပေါ့နော်ညှီမှုပေါ့အဲ့လိုဟာသူတို့အရမ်းကြိုက်တဲ့မုံကိုကျွန်တော်တို့ကတန့်မကျွေးနဲ့ထိုင်ကုန်းအောက်မှာကျွေးတာတို့ထိုင်ကုန်းအောက်မှာဖွက်ထားတာတို့ပြီးလို့ရှိရင်ဖြားအောက်မှာဖွက်ထားတာတို့ကော်စောအောက်မှာဖွက်ထားတာတို့အဲ့လိုဖွက်ပြီးကျွေးရလို့ရှိရင်ဒီကောင်နဲ့ဘာဖြစ်လဲဆိုတော့သူတို့ကအနံ့ခံပြီးတော့သူတို့ကရှာစားရတာအဲ့လိုအနံ့ခံပြီးရှာစားတော့ဒီကောင်နဲ့အရမ်းကြိုက်ဒါသူတို့ရဲ့အမဲလိုက်ဗီဇာကိုနှိုးဆွပေးရလဲရောက်ပြီးတော့သူတို့ကအဲ့လိုမျိုးသေချာအနံ့ခံပြီးတော့ရှာရတဲ့အတွက်သူတို့ကအစာကိုရသွားပြီဆိုလဲအရန်ကိုစိတ်ကြည်နှံ့မှုရတယ်တုံတန်ကို10မိနစ်15မိနစ်လောက်ရှာပြီးသွားပြီဆိုရင်ဒီကောင်လေးလုံးဝ energy ကုန်သွားပြီစိတ်လည်းကြည်နှံ့သွားပြီရှယ်ပဲတုံတန်ကျွန်တော်တို့ကလမ်းလျှောက်မပေးပြဘူးဆိုရင်အိမ်ထဲမှာအဲ့လိုမျိုးအစာကိုဖွဲ့ကျွေးလို့ရှိရင်ဒီကောင်လေးအတွက်တော်တော်ကောင်းတယ်နောက်ထပ်နီးတနည်းကဘာလဲနောက်ထပ်နီးတနည်းကတော့ကျွန်တော်တို့ညံရီသူတို့ကိုလှုပ်ဆော်ပေးတဲ့စနစ်နီးပေါ့ဗျာတချို့ကောင်တွေရှိတယ်ညံအရန်ကောင်းတယ် border collie တို့ပူတယ်တို့နော် GSD တို့ GR တို့ Labrador တို့အဲ့ဒီကောင်တွေကညံကောင်းတယ်ကျွန်တော်တို့လမ်းလျှောက်ပေးုံနဲ့စော့ပေးုံနဲ့တခါလေးမလုံးတော့ဘူးသူတို့ကို mental game လို့ခေါ်တဲ့ညံရီစမ်းတဲ့ကစားနည်းလေးတွေလုပ်ပေးရင်လည်းလိုတယ်အဲ့မှာကျွန်တော်ဘာလုပ်ရမလဲသူတို့အစာကျွေးရတဲ့အချိန်မှာကျွန်တော်တို့ကပတ်သက်ဖီတာနဲ့ကျွေးရတယ်ပတ်သက်ဖီတာဆိုတာဒီပုံထဲကအတိုင်းဒီပုံထဲမှာတွေ့လားသူကခွက်ကလေးထဲမှာဟိုကရိုးခွက်မဟုတ်ဘူးအဲ့ဒီထဲမှာကျွန်တော်တို့ကအစားတောက်လေးသူတို့အတွက်ထွီလေးတွေစားစရာလေးတွေထည့်လိုက်ပြီးတော့အဖုံးလေးတွေဖုံးထားတယ်သူတို့ကအဲ့ဒီဟာကိုစားဖို့တကူဘာဖြစ်လဲဆိုကြတော့သူတို့ကအဲ့အဖုံးကိုနှုတ်သီးနဲ့ဖယ်ရတာဒါမှမဟုတ်လက်နဲ့ဖယ်ရတာအဲ့လိုမျိုးလုပ်ရတယ်အဲ့လိုလုပ်မှသူတို့ကအစာစားရတယ်အဲ့တော့ဘာလို့လဲဆိုတော့သူတို့ကညံသုံးရတယ်ညံသုံးရတဲ့အတွက်သူတို့ကအစာစားပြီဆိုလဲကျင်တတ်တယ်အဲ့တော့အဲ့ပတ်သက်ဖီတာကလည်းသူတို့အတွက်တော်တော်ကောင်းတယ်အဲ့ဒီပတ်သက်ဖီတာကဝိတ်ထိန်းတဲ့ကလေးတွေလည်းအဆင်ပြေတယ်ဘာလို့လဲဆိုတော့တချို့ကောင်တွေရှိရဲ့အစာကျွေးလိုက်တယ်မလားဝိုးဆိုအမြန်စားပလိုက်တာအမြန်စားပလိုက်တော့သူတို့မြန်စားတယ်ဆိုတာဝိတ်လက်တက်စီတယ်ပြီးတော့မြန်စားတာအာအူလေးတွေရဲ့အစာရင်းတွေမကောင်းတော့ကြတော့သူတို့ကျမ်းမာရေးနဲ့မညွတ်ဘူးအဲ့တော့ပတ်သက်ဖီတာနဲ့ကျွေးမယ်ဆိုရင်သူတို့ကစားဖို့အတွက်ကိုအချိန်လဲယူရတယ်ကစားလဲကစားရတယ်စားလဲစားရတယ်ဆိုတော့ကြတော့ဒါဆိုသူတို့ကဝိတ်လက်အရမ်းမတက်တော့ဘူးဘိုက်လဲဝါတယ်စိတ်ကြည်နှံမှုရစေတယ်ပေါ့ဗျာမဟုတ်ဘူးဆိုရင်ခင်ဗျားတို့သိတဲ့အတိုင်းပဲဗျာသူတို့ကစားတယ်စားပြရနဲ့ထက်စားခြင်းနဲ့လာတောင်းတယ်ကျွန်တော်တို့ကမနေနိုင်လို့ကျွေးတယ်သူတို့ကထက်စားခြင်းနဲ့လာတောင်းတယ်အဲ့မှာတန်တရားလဲသွားတယ်အဲ့တော့ပတ်သက်ဖီတာနဲ့ကျွေးရင်လည်းဒီကောင်တွေကအပြင်းပြေတယ်ပြီးလို့ရှိရင်ဒီကောင်တွေကစိတ်ကြည်နှံမှုရတယ်နောက်တစ်ခါကျဘာလဲဆိုတော့ကျွန်တော်တို့ကအစာပျော့လေးတွေကိုခဲပြီးကျွေးတာအစာပျော့လေးဆိုဘယ်လိုဟာလဲဆိုတော့ကြတော့ပီနတ်ဘတ်တာလို့ခေါ်တယ်ဗျာမြေပဲထောဘက်သိရမလားမြေပဲထောဘက်ကသူကပရိုတင်းအသားတက်များတယ်ပြီးတော့ဒီကောင်ထဲမှာတကြားမပါဘူးအဲ့မြေပဲထောဘက်တို့နောက်တစ်ခုရှိတယ် plain yogurt လို့ခေါ်တယ်ဒိန်ရင်တကြားမပါတဲ့ဒိန်ရင်ပေါ့အဲ့လို plain yogurt ကိုလည်းကျွန်တော်တို့ကပုံစံခွက်နဲ့ခဲကျွေးလို့ရတယ်နောက်တစ်ခုက creamy လေးတွေသူတို့အရမ်းကြိုက်တယ်ဗျာ jar high တို့ပြီးတော့ကြတော့ဟိုဘူးလေးနဲ့လာအဲ့တော့အဲ့လို creamy လေးတွေကိုကျွန်တော်တို့ကသူတို့ဒီပုံစံခွက်ထဲမှာထည့်ပြီးတော့ကြတော့ကျွန်တော်တို့ကရေကတဲ့တိုင်မှာထည့်ခဲပြီးတော့ကြတော့ခဲလာတဲ့အချောင်းလေးတွေကိုသူတို့ထွိနေနဲ့ကျွေးလို့ရတယ်သေးစားနေနဲ့ကျွေးလို့ရတယ်အဲ့ဆိုသူတို့ကအဲ့ဒါမာလဲအေးလေအေးရဆိုတော့သူတို့မြန်စားလို့မရဘူးမြန်စားလို့မရတော့သူကဖြည်းဖြည်းချင်းကြိုက်ရင်နဲ့စိတ်ကြည်နှံ့မှုလည်းရတယ်သူတို့လည်းသဘောကျတယ်အဲ့ဒါကတော့အထူးသဖြင့်သွားပေါက်ခါစားအာအူလေးတွေမှာဆိုရင်တော်တော်အဆင်ပြေတယ်အဲ့တော့ပထမတစ်ချက်ကိုကျွန်တော်တို့ပြန်ကောက်မယ်ဆိုပထမတစ်ချက်ကတော့အစာကိုဖွက်ပြီးကျွေးမယ်နောက်တစ်ချက်ကဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ကပါဇယ်ဖီတာလို့ခေါ်တဲ့ဒီလိုမျိုးပေါ့နော်ခွက်လေးနဲ့ကျွေးမယ်နောက်ဆုံးတစ်ချက်ကတော့အစာပြုတ်တွေကိုခဲပြီးကျွေးမယ်အဲ့လိုကျွေးလို့ရှိရင်ကျွန်တော်တို့ရဲ့အာအူလေးတွေကလုံးဝ satisfy ဖြစ်သွားလိမ့်မယ်စိတ်ကြည်နှံ့မှုရသွားလိမ့်မယ်အဲ့ဒါဆိုရင်သူတို့ကြီးမကြတော့ဘူးသူတို့စိတ်ကြည်နေတယ်ဆိုရင်ကျွန်တော်တို့မကြိုက်တာတွေလည်းသူတို့ကမလုပ်တော့ဘူးမဟုတ်ရင်သူတို့ကစိတ်မကြည်ရင်ကျွန်တော်တို့မကြိုက်တာတွေလုပ်တယ်ကဲအဲ့ဒါဆိုရင်ခင်ဗျားတို့အာအူလေးတွေရောခင်ဗျားတို့ဘယ်လိုကျွေးနေကြလဲ comment ထဲမှာရေးခဲ့ကြပါဦးတခြားသိချင်တာရှိရင်လည်း comment မှာမေးခဲ့နိုင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်း like share subscribe လေးနဲ့အားပေးဖို့တောင်းဆိုလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်